Hiri sura shetta Ottappa sura chauta. Lokama ashet chau. Ashet chau sura nyu shi de de chua lu ja de ma twet ye da ma pyo ye da ko shet de lo. Ai da myo ma so lo bu. Shet de sura maဟုတ်တာလောကမှာshetတာ. ကြောက်တယ်ဆိုတာမဟုတ်တာလှုပ်လို့သူများတွေပြစ်တင်ခံမှာကြောက်တာအဲ့တော့ရှက်တဲ့သဘောကကိုယ့်ကိုယ်ကို respect ကိုယ့်ကိုယ်တိတ်ခါကိုလေးစားတာရှက်တယ်ဩတ္တပဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားဒါကြောင့်ဟိရိနဲ့ဩတ္တပကအရှက်နဲ့အကြောင်းဒီနှစ်ခုဒီအကုသိုလ်ရှောင်ဖို့ရတဲ့အမတန်မှအကောင်းဆုံးလက်နဲ့အကောင်းဆုံးသဘာဝတရားနှစ်ခုဖြစ်တယ်လောကမှာအရှက်အကြောက်ဆိုတဲ့ဟိရိဩတ္တပမရှိတော့ဘူးဆိုလို့ရှိရင်ဘာတွေဖြစ်သူတွေကI don't care ဘူးမှကိစ္စဆိုင်ဖို့ပါဆိုဖြစ်လာဟုတ်တယ် I don't care မလုပ်ရဘူးကိုယ်ပတ်ဝန်းကျင်မှာကိုယ်ကဲလုပ်ရကိုယ်မိသားစုထဲမှာဆိုလို့ရှိရင်လည်းဟုတ်လားအမျိုးသားကလည်းအမျိုးသမီးကဲရလုပ်ရမှာပဲအမျိုးသမီးကလည်းအမျိုးသားကဲရလုပ်ရမှာပဲ I don't care ဆိုလို့မရဘူးเนาะအဲ့တော့ဟိရိဥဒ္ဒပဆိုရှိရကိုလေးစားတာကဟိရိကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားတာကဥဒ္ဒပအဲ့ဒီဟိရိဥဒ္ဒပနှစ်မျိုးလုံးထိန်းချုပ်ထားနိုင်မှလူရဲ့ morality ဆိုတာတည်ရှိနိုင်တယ်ခုနကကိုချင်းတရားတွေဟိရိဩတ္တပမရှိတော့ဘူးဆိုရင်လုံးဝလွင့်သွားမယ်ကိုချင်းတရားတွေအလုံးဝပြတ်သွားမယ်အဲ့ဒီဟိရိဩတ္တပကိုမြတ်စွာဘုရားကဘယ်လောက်ထိအောင်ဟောတော့ဆိုရင်လောကပါဠလူလောကကြီးကိုထိန်းချုပ်ထားတာဟောဒီဟိရိဩတ္တပနှစ်ခုကထိန်းချုပ်ထားတာတဲ့အကယ်၍ဟိရိဩတ္တပလူလောကမှာပျောက်ကွယ်သွားလို့ရှိရင်လူတွေဟာတိရစ္ဆာန်တွေနဲ့အလားတူသွားမယ်ဒီဘာမှမထူတော့ဘူး